ကျွန်တော်ဟိုးငငယ်လေးက YouTube ခဲ့တဲ့မီနီမီတယောက်ရှိတယ်အခု live မှာတွေ့တယ်သူ comment တွေမှာလည်းကျွန်တော်စာရေးပါဝင်ရေးပါတယ်ဒါပေမဲ့ကျွန်တော် rhyme ပြန်ခင်လေးຫນွယ်ကျွန်တော်ဟိုးငငယ်လေးအကြောင်းတက်တွေကအရင်မိသားစုကစကြီးလိုက်ရင်မသူ့ယူမလဲခင်လေးຫນွယ်ပဲယူမျိုးပေါ့သူ့အဲ့လိုဘယ်လိုပြောမလဲကြိုက်တာမဟုတ်ဘူးသူ့အနုပညာရောသူ့ကိုချစ်တယ်ငငယ်လေးကစိတ်အလိုကိုလိုက်ကငယ်သူမသိတတ်ခဲ့ပါဟိုတစ်ချိန်ပြန်လွန်စရာသူ့တချင်းတန်လေးကိုခံစားလို့ရတာဟိုမူအေးနဲ့ပဲဖြစ်ဖြစ်ဟိုချစ်သူကြီးသားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တခုခုဟာလေးဆိုအဆွေးတချင်းလေးတွေဘယ်ချိန်ပဲနားထောင်အခုချိန်နားထောင်လဲကိုမျက်စိထဲမှာဥဆိုးလင်းလေးရှိနေဆိုတဲ့ပုံစံမျိုးပါပဲစိတ်တွေလေးတိုင်းမျက်ရည်တွေဝိုင်းလွမ်းစရာတွေရဖြစ်ခဲ့ပြီတချို့ကြတော့လည်းဒီချင်းလေးကျွန်တော်တိုင်းလောက်ပဲသိတယ်လေတချို့ကြတော့လည်းမသိရလူတွေရှိတယ်ဒါလေးတွေကိုအစ်စ်တဖန်ပြန်ဖော်ပေးတာပါဒါပေမဲ့ဟိုတခုတော့ရှိတာပေါ့အဟောင်းကတော့အဟောင်းပေါ့သူ့ကိုတော့ကိုလိုက်တူပြီးတော့ဆိုလို့မရဘူးပေါ့ဘာလို့သူတို့ရဲ့အတန်ပါဝါကြီးတွေသူတို့ရဲ့ဂုံရှိန်ဝါကြီးတွေကိုတော့ကိုလိုက်တူလို့မရဘူးပေါ့ဥဆိုးလင်းလေးကလည်းဥဆိုးလင်းလေးကိုကောင်းတယ်လို့ပဲဇွဲကိုကလည်းဇွဲကိုလိုက်တော့ကောင်းမှာပါဟုတ်စစ်စစ်ပါရေရောဒီပါရုံရင်တော့ပြင်းစမ်းချစ်တီပါခင်ဗျာတော်တော်များများလူတိပါတယ်လူမျိုးကြီးချင်းမှာကိုကလည်းလူမျိုးကြီးဖြစ်နေတာဟုတ်လူမျိုးကြီးဆိုတော့ဝိုင်းလဲစကြတယ်ဒီမှမယူသေးဘူးလားပေါ့နော်ယူတော့ဘူးလားလူမျိုးကြီးချင်းကြောက်လူမျိုးကြီးဆိုတာပေါ်ရပါတယ်ကာဘာဆောင်တော့တော်တော်များများဆိုကျင်တယ်ဟုတ်ကိုငယ်ငယ်လေးကကာဘာဆောင်လေးဆိုကျင်တာအများကြီးပဲကာဘာဆောင်ဆိုမယ်ဆိုကျွန်တော်ဒါငယ်ငယ်လေးကကျွန်တော်ကြိုက်ခဲ့တယ်ပေါ့နော်နူးရရှင်းပေါ့ဒါဥဆိုးလင်းပေါ့ဥဆိုးလေးတွေချင်းလေးတော့အများဆုံးဆိုကျင်တယ်စိတ်အလိုကိုလိုက်ကငယ်သူမသိတတ်ခဲ့ပါဟိုတစ်ချိန်ပြန်လွန်စရာသူ့တော့မှန်တယ်ပြောတော့ကျွန်တော်တို့မမီဘူးပေါ့နော်ကျွန်တော်တို့အသက်အရွယ်ရင်းနဲ့ပြောမှကျွန်တော်မမီဘူးဒါပေမဲ့သူ့တချင်းတန်လေးတွေကိုခံစားလို့ရတာဟိုမူအေးနဲ့ပဲဖြစ်ဖြစ်ဟိုချစ်သူကြီးသားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်တခုခုဟာလေးဆိုအဆွေးတချင်းလေးတွေဘယ်ချိန်ပဲနားထောင်အခုချိန်နားထောင်လဲဒါကိုမျက်စိထဲမှာဥဆိုးလင်းလေးရှိနေဆိုတဲ့ပုံစံမျိုးပါပဲဥတချင်းကြားတိုင်းကိုတိတ်ခံစားမှုလေးတွေကကျွန်တော်တို့ဆိုရင်အနုပညာသမားတွေဆိုရင်မြတ်သမားများတိုင်းသိကြပါတယ်ခံစားမှုလွယ်တယ်ဟိုခံစားတတ်တယ်ပေါ့နော်သူ့တချင်းလေးကြားရင်ကိုစိတ်ညစ်တဲ့ချိန်လေးပဲဖြစ်ဖြစ်စိတ်ချမ်းသာတဲ့ချိန်လေးပဲဖြစ်ဖြစ်အပေါင်းအသင်းနဲ့ဆုံလို့တနေရာရောက်တာပဲဖြစ်ဖြစ်သူ့တချင်းလေးနားထောင်လိုက်ရင်အကုန်လုံးကပြပြောက်သွားတယ်စိတ်တွေလေးတိုင်းမျက်ရည်တွေဝိုင်းလွမ်းစရာတွေရဖြစ်ခဲ့ပြီရှင်းနိုင်မယ်ဆိုရင်သူ့ချင်းတွေအောင်ပြန်ဆိုခြင်းတယ်အဲ့လောက်ထိအောင်သူအားကြပါတယ်ဟုတ်ကျွန်တော်ကတော့အကြိုက်ဆုံးတဲ့အဆိုဆုံးကတော့ငယ်သူမှုတချင်းလေးကဒါဘယ်ချိန်ပဲဖြစ်ဖြစ်ဟိုတမိသားပဲဖြစ်ဖြစ်အသက်ကြီးသွားလို့ဖိုးကြီးဖွားကြီးပဲဖြစ်ဖြစ်ငယ်တော့ဟာလေးတွေချစ်ခဲ့ကြိုက်ခဲ့ကြတဲ့ဟာလေးကိုဖော်ကြည့်ရတဲ့တချင်းလေးပေါ့ဟိုတီးလုံးလေးတွေကအစအရန်ခံစားလို့ကောင်းတာစိတ်ခံစားမှုကတော့ပြောင်းလဲမှုကတော့ရှိပါတယ်၊ကွာခြားမှုလည်းရှိတယ်ဒါပေမဲ့သူတို့ခေတ်တော့ကလည်းသူတို့ခါပေါ့နော်ဒီဘက်ခေတ်ကြတော့လည်းဒီဘက်ခါပေါ့ဒါပေမဲ့ဒါကိုဆိုးလင်းတို့ဒါကိုဆိုင်နီဆိုင်တို့နော်ကိုထွေးရင်တင်တို့အများကြီးပါပဲသူတို့ခေတ်ကတချင်းတွေကလည်းကျွန်တော်တို့အခုအချိန်မှာတနာထောင်လဲအစ်စ်ကိုပြန်နာထောင်ရတယ်လို့ပါပဲမယိုးမဣသွားဘူးပေါ့နော်အများနဲ့ခိုင်မြဲတဲ့တချင်းလေးတွေပဲအဆိုတော်ကြီးတွေပဲဒီဟာဒီတိုင်းသားပါကျူစီရိုးသားစွာရှင်မချင်းနာချစ်တွေပေးမယ်ဗျာကျွန်တော်ဒီတချင်းလေးတွေပြတ်သွားရင်တော့အခုလောက်တဲ့တချင်းလေးပြတ်သွားရင်တော့ဒီကာဘာဆောင်းလေးကိုထုတ်မှာပါတချို့ကြတော့လည်းဒီချင်းလေးကျွန်တော်တိုင်းလောက်ပဲသိတယ်လေတချို့ကြတော့လည်းမသိရလူတွေရှိတယ်ဒါလေးတွေကိုအစ်စ်တဖန်ပြန်ဖော်ပေးတာပါဒါပေမဲ့ဟိုတခုတော့ရှိတာပေါ့ဟိုအဟောင်းကတော့အဟောင်းပေါ့သူ့ကိုတော့ကိုလိုက်တူပြီးတော့ဆိုလို့မရဘူးပေါ့ဘာလို့သူတို့ရဲ့အတန်ပါဝါကြီးတွေသူတို့ရဲ့ဂုံရှိန်ဝါကြီးတွေကိုတော့ကိုလိုက်တူလို့မရဘူးပေါ့ဥဆိုးလင်းလေးကလည်းဥဆိုးလင်းလေးကိုကောင်းတယ်လို့ပဲဇွဲကိုကလည်းဇွဲကိုလိုက်တော့ကောင်းမှာပါဟုတ်မင်းသမီးကတော့ရှိတယ်အမားတို့မေးတာနဲ့ကျွန်တော်နဲ့အတော်ကြောက်ပါလားကျွန်တော်ဟိုးငငယ်လေးက YouTube ခဲ့တဲ့မင်းသမီးတယောက်ရှိတယ်အခု live မှာတွေ့တယ်သူ comment တွေမှာလည်းကျွန်တော်စာရေးပါဝင်ရေးပါတယ်ဒါပေမဲ့ကျွန်တော် rhyme ပြန်ခင်လေးຫນွယ်ကျွန်တော်ဟိုးငငယ်လေးအကြောင်းတက်တွေကအရင်မိသားစုကစကြီးလိုက်ရင်မသူ့ယူမလဲခင်လေးຫນွယ်ပဲယူမျိုးပေါ့သူ့အဲ့လိုဘယ်လိုမလဲကြိုက်တာမဟုတ်ဘူးသူ့အနုပညာရောသူ့ကိုချစ်တာငငယ်လေးကအခုချိန်ကြီးလည်း line ပေါ်တွေ့ပါတယ်အကောင့်လည်းအထားတယ် follower လည်းလုပ်ထားတယ်စာရေးလည်းပို့တယ်ဟ
သူမပြန်ပါဘူးသူနုပညာကိုချက်တာပါဟုတ်သူနဲ့ပဲရိုက်ချင်ပါတယ်ဟုတ်ကဲ့ဒါကျွန်တော် idol နှစ်ယောက်နေပေါ့နော်သူနဲ့ရိုက်ချင်တယ်